ငကန်းတင်ရင်ငါဆွေပေါ်လိုက်မယ်သို့မဟုတ် UFC Flyweight တန်ရဲ့ချန်ပီယံတစ်ဂျိုရှူဝါဘန်မင်္ဂလာပါဂိုင်လန်ရှင်တော့မသိပေမဲ့ကျွန်တော်တို့ပရိသတ်တွေကတော့ဟာခါသားလေးရဲ့ပွဲကိုကြည့်ဖို့အတွက်အရန်ကိုမှစိတ်လှုပ်ရှားနေကြတာအခုတည်းကပါအရွယ်ငယ်ငယ်နဲ့ UFC မှာထိပ်တန်းအဆင့် level fighter တွေနဲ့ရှင်ဖိုက်နေရတဲ့မြန်မာပြည်ပွားချင်းတိုင်းသား fighter လေးမို့ပို့ပြီးတော့တန်ဖိုးထားမိပါရဲ့လို့ပြောလို့ရပါတယ်ဒါအပြင်မြန်မာလန်ချုံမြန်မာကုံကိုဆောင်ပြီးမြန်မာဆိုတာကဘာကတိအောင်ချပြခြင်းနဲ့သူ့ရဲ့စိတ်သက်ခံယူချက်ကိုလည်းမလေးစားဘဲမနေနိုင်တာအမှန်ပါကဘာရဲရက်ကပရိသတ်တွေကြောင့်ပဲသူအခုလိုစွမ်းဆောင်ပြနိုင်တာဆိုပြီးအမြဲလိုဝင်ခံတတ်တဲ့ရိုးသားတဲ့အပြုအမူလေးတွေကြောင့်လေပရိသတ်တွေအချစ်ပိုကြတာမဆမ်းပါဘူးလူငယ်ပီပီပျော်ပျော်နေတဲ့အလုပ်ကိုအာယုံဆိုင်တယ်ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်တယ်လိုချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့ဒီချာတိတ်လေးမကြခင်မှာပဲကဘာချန်ပီယံဆိုတဲ့ခပတ်ကိုလူယူကိုအကြောင်းဖန်လာပါပြီလက်တကန်းလို့ဆိုပေမဲ့ဒါဟာ MMA ဖြစ်လို့ယတိပြက်ပြောဖို့ကစောနေပါသေးတယ်ကိုလူကိုသားပဲရစေချင်တာတော့ရင်ထဲကလာတဲ့အမှန်တရားဖြစ်ပြီးနယူးဆိုပြီးဂျိုရှူဝါဘန်ရဲ့နာမည်ကိုရေရွတ်ကမြန်မာပြည်ဝါဖိုက်တာလီရဲ့အော်ဒန်ကိုကြားကျင်နေကြတာတန်း60သောပြည်သူတွေရောပါပြီသတင်းစာရှင်းလင်းပွဲနဲ့ရိုက်ကူးရေးအစီအစဉ်နေပြီးလာမယ့်တနင်္ဂနွေနေ့မနက်ပိုင်းမှာပဲဂျိုရှူဝါဘန်နဲ့ပန်ဒိုဂျာရဲ့ပွဲကိုကျွန်တော်တို့ကြည့်ရပါတော့မယ်ဒုတိယကောင်တွဲဆိုင်ဖြစ်လို့နေ့လယ်တောင်ရောက်ရင်ရောက်သွားနိုင်ပေမဲ့ရှေ့ပွဲတွေပြီးတာမြန်ရင်တော့နေ့လယ်မတိုင်ခင်လည်းဖြစ်သွားနိုင်ပါလိမ့်Brandon Rival ကိုလူစားဝင်ထိုးပြီးအဆင့်1နေရာထိဝုန်းကနေရောက်လာတဲ့ဗန်ပေါ်တော်တော်များများသုံးသပ်သူတွေကယုံကြည်မှုအားနည်းပေမဲ့ပရိသတ်တွေကတော့ဗန်မာတပါအခြားသူမရှိပါပန်ဒူဂျာက Flyweight တန်းမှာတက်သေးအကြိမ်ကြိမ်ပြထားတဲ့ဂုတ်တူဆိုတာဘန်ကိုရိုင်းဝင်ခံထားပေမဲ့ဂျိုရှူဝါဘန်ဆိုတာဘာလဲဆိုပြီးလှုပ်ပြခြင်းနေတဲ့ဒီကောင်လေးရဲ့စိတ်အားထက်သန်မှုကလည်းကျွန်တော်တို့တန်စကားထဲမှာမြင်ရဖို့မကြတော့ပါဘူးအချုပ်ခံရပြီးပွဲသိမ်းခံရမယ်ဆိုတဲ့အမျိုးမျိုးသောစကားသံကြောင့်သာတွေးပြရကြီးဆိုရင်လက်ရှိချန်ပီယံတိုင်းခပတ်မြင်းနေမှာပဲမလားဗန်ကလည်းဒီအချက်ကိုတက်သေးပြခြင်းနေလေရဲ့လူငယ်တွေလှုပ်ချင်စိတ်များတွေဖြစ်ချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့အချင်းကပြက်ကရိန်တစ်နှစ်အတွင်းတဲပေးသမျှပွဲတိုင်းထိုးတဲ့စိတ်အားထက်သန်ပြီးရီမန်းချက်ကြီးတဲ့ဗန်ကိုပြရပါမယ်။ပန်ဒိုဂျာကအရန်ကြီးအသက်မကြီးသေးပါဘူး။ဗန်ကလည်းတက်လူဆိုတော့တိတ်ကိုမှကြည့်ကောင်းမဲ့ချန်ပီယံခပတ်လူပွဲတစ်ပွဲပါ။ကောင်တာဖန့်ချ်တွေနဲ့ဗန်ကိုမြင်ရမယ့်ပွဲလို့ပြောလို့ရပြီးအောက်ပိုင်းသာဖြူနိုင်ခဲ့ရင်ဘောက်ဆင်စကီကိုလည်းရိုင်ဗယ်နယ်ရုံးကလိုထပ်မြင်ရအောင်ပါ။အချုပ်ပိုင်းမှာဆရာကြီးပန်ဒိုဂျာကလည်းအတွေ့အကြုံပညာတဘာကတော့ဗန်ထက်အများကြီးတာသလိုသူ့ကွက်ထဲသာဝင်ရင်ရင်ကောင်းအောင်လို့ဖို့ဆိုတာမလွယ်ကူပါဘူးကျွန်တော်တို့ဗန်ကိုရုံးနေနေလေကျွန်းလေးမဖြစ်ဖို့ဆူတောင်းပေးရမှာဖြစ်တယ်လို့တစ်ချက်ထိတာနဲ့ကြားနိုင်တဲ့ပါဝါကိုလည်းဒီကောင်လေးကိုပေးသနာဖို့ဆူတောင်းရမှာပါဗန်ဒါပန်ဒိုဂျာကိုသူပြောသလို၃ချီတွင်လှုပ်ပြနိုင်ရင်အချို့ဘော်တကာစင်လာထက်ကျန်းနဲ့ဘွယ်ရူးကုံတူစံချိန်ဒူးတွေနဲ့အတူအောင်မြင်လန်းချောင်းကတော်တော်ကြီးကိုကောင်းလာမှာပါမြန်မာလန်ချုံပြီးမွေးဖွားရာနိုင်ငံကိုကိုစားပြုပေးတဲ့အပြင်လူတည်နေတဲ့အမျိုးမျိုးသောဆင်းရဲဒုက္ခတွေနဲ့နိုင်ငံလေးကိုလူတည်များစေခြင်းနဲ့ဆန္ဒလေးလည်းတလုံးတဝကြီးပြေးဝမှာသေးကြပါသည်နာမည်တစ်လုံးနဲ့အတူငွေကြေးပိုင်းနဲ့ဂုံသတင်းကြော်စောမှုကကပ်ပြီးလိုက်လာမှာဖြစ်တယ်လို့ဗန်နီနဲ့မြန်မာပြည်ကမျိုးဆက်သစ်လူငယ်ဖိုက်တာတွေကို MMA လမ်းကြောင်းပေါ်တင်ပေးနိုင်မဲ့အခွင့်အလမ်းမျိုးလေးပေါ်လာအောင်မှသိကြပါသည်ကျွန်တော်ဒီခဏမိထားအဲ့ဒီနေ့အဲ့ဒီအချိန်အဲ့ဒီတန်စကားတွေမှာပန်ဒိုဂျာကိုတတိတစ်ချက်မလွတ်ဖဲစိတ်ရှည်တီးခန့်လမ်းကြောင်းမှန်မှန်နဲ့အကွာဝေးတစ်ခုကနေကစားပြီးထိချက်များများအမှန်များများယူပြီးတက်လုံနေပဲဖိုက်မလားဒါမှမဟုတ်ဘလူးဆိုင် TV ကြုံရင်ကြုံသလို Stammer 55 ground ပိုင်းမှာလေကတ်ထိုးလေးတွေလုံနိုင်မလားဆိုတာစိတ်ဝင်စားမျှော်လေးနေပါပြီညီငယ်ပန်ကြီးငကန်းတည်ရင်ငဆွေလာစမြင်းဆိုတဲ့စကားကိုနှလုံးသွင်းပြီးအမုန်းပြင်းပြလိုက်စမ်းပါလို့ပြောရင်းနဲ့ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါသည်အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်